အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ NLD University မှာဖွင့်လှစ်ထားတဲ့ program လေးအကြောင်းကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးမိတ်ဆက်ပေးခြင်းတဲ့ program လေးကတော့ NCC Pathway program လေးဖြစ်ပါတယ်ရှင် NCC ဆိုတာကတော့ National Computing Center ကိုဆိုလိုခြင်းဖြစ်ပါတယ်ရှင် National Computing Center မှာဆိုရင် IT နဲ့ Business Major တွေကိုတက်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ်ရှင်ဒီ program လေးကိုတက်ရောက်မယ်ဆိုရင်တော့10တန်းအောင်စရာလုံးဝမလိုပါဘူးအခြေခံပညာစနစ်ဟောင်း9တန်းအောင်ထားရုံနဲ့ပဲတက်ရောက်လို့ရပါတယ်ရှင်ဟာတကယ်ကြီးလားသိကြတာပေါ့ဒါဆိုရင်10တန်းမအောင်မဲနဲ့ဘယ်လိုမျိုးတက်ရောက်လို့ရမှာလဲအခြေခံပညာစနစ်ဟောင်း9တန်းအောင်ထားရုံနဲ့ Diploma in Computing Major ကို Level 3ကနေစပြီးတော့တက်ရောက်နိုင်မှာဖြစ်ပါတယ်ဘယ်တက်ပရိုကနေပြီးတော့ပွဲပေးမှာလဲ UK အခြေစိုက် University of Central Lancashire လို့ခေါ်တဲ့ UCLan တက္ကသိုလ်ကနေပြီးတော့မှတိုက်ရိုက်ပေးရတဲ့ Bachelor ရမှာဖြစ်ပါတယ်ရှင်ရပေးတဲ့ Diploma Bachelor တွေကိုပြည်ရင်းမှာပဲရယူလို့ရပါမလားNCC ပတ်ဝေးကနေပြီးတော့မှပေးရတဲ့ Diploma နဲ့ Bachelor တွေကိုမြန်မာပြည်တွင်းမှာဒါမှမက NCC ပတ်ဝေးကိုအတိအမှတ်ပြုတဲ့နိုင်ငံတကာမှာရှိတဲ့တက္ကသိုလ်တွေမှာတက်ရောက်ပြီးတော့ Bachelor ရယူနိုင်မှာပဲဖြစ်ပါတယ်ရှင် NCC ပတ်ဝေးကိုတက်ရောက်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာနိုင်မလဲတက်ရောက်မယ့်ကျောင်းသားရဲ့ပညာရေးချင်းပုံမူတည်ပြီးတော့2နှစ်ကနေ3နှစ်ဝန်းကျင်အထိတက်ရောက်ပေးရပါမယ်ရှင် NCC Bachelor ရပြီးရင်ပြပမှာရောလုပ်ငန်းခွင်ဝင်မှုအဆင်ပြေပါမလားကျောင်းသားရွေးချယ်ထားတဲ့မိသားပုံမူတည်ပြီးတော့ပြည်တွင်းမှာဒါမှမကနိုင်ငံတကာမှာရှိတဲ့လုပ်ငန်းခွင်တွေမှာလည်းဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်ရှင်။ဆောင်းဝဲတွေကိုဘယ်လိုပုံစံမျိုးနဲ့ဖြည့်ဆွေးရမှာလဲ။ဘာသာရေးတစ်ခုချင်းစီအလိုက် assignment, presentation နဲ့ global exam တွေကိုဖြည့်ဆွေးပေးရမှာဖြစ်ပါတယ်။ NLD University ရဲ့ကျောင်းလိုက်စာလေးကိုအားလုံးသိအောင်ချက်တော့ပြောပြလိုက်ပါဦး။ NLD University ရဲ့ကျောင်းလိုက်စာလေးကတော့အမှတ်19A စဲငင်6လမ်းကမာရွေးမြို့နယ်မှာဖွင့်လှစ်ထားပါတယ်ရှင်။